ညီမနှစ်ယောက်ဟာဘယင်မင်းမျက်ရှိမှာတပြိုင်နက်တည်းကပြဖြုတ်ပြေးကြပါတယ်။အမဖြစ်သူကဆွဲဆောင်မှုရှိပြီးမြို့တက်ပြင်းတလောက်ညီမငယ်လေးကတော့ဖြူစင်အေးချမ်းတဲ့အလှမျိုးနဲ့လှပနေပါတယ်။သူတို့ရဲ့နှွေးနှောင်းပြီးဆွဲမက်ဖွယ်ကောင်းတဲ့အကအလှတွေကဘယင်ကြီးကိုမိန်းမောတွေဝေသွားစေခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပြာရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ရုတ်တရက်ပေါ်လာပြီးညီမနှစ်ယောက်ရဲ့ရှေ့တက်တဲ့မှာပိတ်ရက်လိုက်ပါတယ်။ဘယင်ကြီးရဲ့အာယုံတွေတခြားစီရောက်သွားမှာကိုစိုးရိမ်တာကြောင့်ညီမနှစ်ယောက်ဟာမေ့လျော့အံ့ဩသွားစေမဲ့ဂါထာတစ်ခုကိုရွတ်ဖတ်လိုက်ကြပါတယ်။သူတို့ရဲ့လက်ချောင်းလေးတွေကိုနှလုံးသားပုံစံဖော်ပြီးဘယင်ကြီးစီကိုညွှန်ပြလိုက်တဲ့အခါခဏချင်းမှာပဲဘယင်ကြီးရဲ့မျက်စိထဲမှာသူတို့နှစ်ယောက်ကိုပဲမြင်ရပါတော့တယ်။ဒါတောင်မှဘယင်ကြီးကညီမငယ်လေးစီကိုပဲတက်တက်မတ်မတ်ရှောက်လန်းသွားခဲ့ပါတယ်။အမဖြစ်သူဟာဇဝေဇဝါဖြစ်သွားပြီးဘယင်ကြီးရဲ့အကြည့်ကိုရအောင်ယူဖို့ညီမဖြစ်သူရဲ့ရှေ့ကနေပိတ်ရက်ဖို့ကြိုးစားခဲ့ပေမဲ့ဘယင်ကြီးကတော့သူမကိုရှောင်ကွင်းပြီးညီမငယ်လေးစီကိုပဲဆက်လျှောက်သွားခဲ့ပါတယ်။စားတော့ပွဲအပြီးမှာတော့ဘယင်ကြီးဟာညီမငယ်လေးတစ်ယောက်တည်းကိုပဲလက်ဆောင်တွေအပုံပင်ပေးသနာခဲ့ပြီးအဲ့ဒီညမှာသူ့ရဲ့အဆောင်တော်ကိုလာခဲ့ဖို့ပါမိန့်ကြားလိုက်ပါတယ်။မနာလိုဝင်တိုစိတ်တွေပြင်းထန်လာတဲ့အမဖြစ်သူဟာသူမကိုသူမညီမဖြစ်သူရဲ့ပုံစံအတိုင်းဖန်ဆင်းပြီးနန်းတော်စီကိုအစားထိုးသွားခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ဖန်ဆင်းမှုကစက္ကန့်ပိုင်းပဲခံခဲ့ပါတယ်။လူမိသွားမှာကိုကြောက်တာကြောင့်သူမဟာဖျောင်းနိုင်မီတွေကိုအမြန်မှုတ်ထုတ်လိုက်ပြီးဘယင်ကြီးရဲ့စောင်းအောက်ထဲကိုတိုးဝင်လိုက်ပါတယ်။အမျိုးသမီးရဲ့စိတ်အားထက်သန်မှုကြောင့်ဘယင်ကြီးဟာနားမလည်နိုင်အောင်ဖြစ်သွားရပါတယ်။အဲ့ဒီအချိန်မှာပဲအမဖြစ်သူရဲ့မျက်နှာဟာသူမရဲ့မူလရုပ်တွင်နဲ့ညီမဖြစ်သူရဲ့ရုပ်တွင်ကြားမှာထိမ့်မနိုင်သိမ့်မရတလဲစီပြောင်းလဲနေပါတော့တယ်။နောက်ဆုံးမှာတော့သူမဟာဆက်ပြီးမထိန်ထားနိုင်တော့ပဲဘယင်ကြီးကိုအမှန်တိုင်းဝန်ခံတောင်းပန်လိုက်ရပါတော့တယ်။အတိုင်းထက်အလွန်ဒေါသထွက်သွားတဲ့ဘယင်ကြီးဟာဓာတ်ကိုဆွဲထုတ်ပြီးသူမစီကိုဝေ့ရမ်းလိုက်ပါတယ်။ဒါပေမဲ့ဓာတ်သွားကသူမဘေးကပလဲလာလိုက်ကကိုပဲဖျက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်အတော်အတွင်းမှာပဲအမဖြစ်သူဟာသူမအပေါ်ရက်ရက်ဆက်ဆက်ဓာတ်နဲ့မခုတ်ပဲဘေးကလိုက်ကကိုပဲပိုင်းဖြတ်လိုက်တဲ့ဘယင်ကြီးရဲ့ခံရပြီးပြတ်သားတဲ့အရှိန်ဝါကိုမြင်လိုက်ရတဲ့အခါမှာတော့သူ့အပေါ်ယူးယူးမူးမူးချစ်မိသွားပါတော့တယ်။